ပုံမှန်တော့ဒီအကောင့်လေးက tarot page လေးဆိုပေမဲ့ tarot နဲ့ reading တွေ tarot free reading လေးတွေလည်း message ရရင်ရတယ်လို့ဗီဒီယိုလေးတွေရိုက်ပြီးတင်ပေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအပြင်ကိုထပ်ပြီးတော့ကိုကဒီ set improvement နဲ့ပတ်သက်တာကိုရဲ့ကောင်းမွန်တဲ့ဘဝတစ်ခုကိုရဖို့အတွက်ပေါ့နော်အဲ့ဒါလေးတွေနဲ့ပတ်သက်တဲ့ content လေးတွေလည်းပြောပြချင်တယ်ပေါ့နော်ပုံမှန်တော့ personal account မှာတော့တင်ပေးဘူးတယ်ဒါပေမဲ့ဒီ account မှာကျတော့ follower လည်းများတယ်ဆိုတဲ့ခါကျတော့ကိုပြောလိုက်တဲ့စကားတစ်ခွန်းကသူတို့အတွက်အကျိုးရှိရဲ့အဆင်ပြေပါစေဆိုတဲ့ရွေချက်လေးနဲ့လုပ်ပေးခြင်းပါပေါ့နော်နေ့စဉ်ဗီဒီယိုတစ်ပုံစီတင်ပေးပါမယ်လို့အဲ့တော့ဒီနေ့ကတော့ပြောချင်တာကိုကလူတိုင်းကလောကမှာစူးစမ်းကြတယ်အောင်မြင်အောင်လုပ်ချင်ကြတယ်ပေါ့နော်ဒါပေမဲ့တချို့လူတွေကတော့ဒီချိန်မှာအောင်မြင်နေပြီးတော့တချို့လူတွေကတော့မအောင်မြင်သေးဘူးဘာဖြစ်လို့လဲပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးအောင်မြင်တဲ့လူတွေမှာလှုပ်ဆောင်တဲ့အချက်10ချက်ကိုပေါ့နော်ဒီဗီဒီယိုလေးကနေ sharing လုပ်ပေးချင်တယ်ဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုကဘေးအချက်တွေမှာအဆင်မပြေလဲဘေးအချက်တွေမှာလုပ်ဖို့လိုနေလဲဆိုတာသိသွားတော့ကိုယ်တိုင်လည်းပြန်ပြီးတော့ပြင်ဆင်လို့ရအောင်ပေါ့နော်နောက်တစ်ခုအဲ့ဒါဆိုတော့အမင်းနဲ့လူတွေကဘာတွေလုံးကြလဲဆိုတော့သူကတက်တိရှိရဲ့တဲ့တက်တိရဲ့ရှိတာရဲ့ opposite က fear ပေါ့နော်ကြောက်စိတ်ဝင်တာလူတယောက်ကိုအမြင့်ကိုရောက်နေလို့ရှိရင်ဆွဲချဖို့တာလေအဲ့ဒီကြောက်စိတ်ပဲလူတွေကကြောက်စိတ်နဲ့ရှင်သန်နေတာဘယ်အရာမှမရဘူးဖြစ်နေရပေါ့နော်အဲ့တော့ကိုယ့်ကိုလည်းကိုယ်စိတ်ပေါ့ဒီကကိုယ်စိတ်ကိုမကြောက်ဘူးလို့တယ်ပြီးလို့ရှိရင်သူဘယ်သူမှကြောက်စရာမလိုလောကကြီးမှာလေဒီလားအဲ့တော့ဘာလေးပဲလို့တတိရှိနဲ့လုံးမယ်ကြိုက်မယ်ဆိုတဲ့စိတ်နဲ့ခွန်အားအပြည့်နဲ့ကြိုးစားဖို့လိုတယ်အဲ့ဒါအောင်မြင်ရတဲ့အချက်တစ်ချက်ပေါ့နော်နောက်ချက်ကကြတော့ဆုံးရှုံးရမှာမကြောက်နဲ့လူတိုင်းကဆုံးရှုံးရတာကြီးပဲစီးပွားပဲလို့ဘာပဲလို့မရှုံးမနဲ့အောင်မြင်မှုကိုမရနိုင်ဘူးအောင်မြင်တဲ့လောကမှာရှိတဲ့သိပ္ပံပညာရှင်တွေတောင်မှတစ်ခေါက်မကောက်ကြိုးပမ်းမှုတွေအနည်းဆုံး69ခေါက်လှုပ်ထဲလူတောင်ရှိရယ်နော်အဲ့ဒီဟာပြီးတော့မှအောင်မြင်သွားကြတဲ့လူတွေရှိတယ်အဲ့ဒါကြောင့်ဆုံးရှုံးရမှာမကြောက်နဲ့ဆုံးရှုံးပြီးလို့ရှိရင်ပြန်လည်ထူထောင်ပြီးတော့ဒီဆုံးရှုံးမှုကနေကိုကဘာတွေရသွားမလဲဆိုတဲ့ဟာလေးကိုသင်ယူပြီးတော့နောက်မဖြစ်ဘူးသင်ခန်းစာတွေလမ်းပြီးလုပ်ပြီးတော့ရှေ့ဆက်ရမယ်ပေါ့နော်နောက်တစ်ခုနံပါတ်3ချက်ကကြတော့အောင်မြင်ခြင်းတဲ့လူကမပြင်းဘူးပြင်းလို့မရအောင်เนาะပြင်းလို့မရအောင်ပြင်းနေဆိုတာဘယ်လိုမျိုးလဲဆိုတော့အလုံးမလုံးချင်ဘူးသူများပေးတာကမ်းတာကိုပဲလူချင်းနဲ့အချောင်လူချင်းနဲ့စိတ်တဲ့ရေးသားခိုးတဲ့စိတ်တဲ့အဲ့လိုမျိုးနဲ့လုံးလို့မရပါဘူးเนาะအဲ့ဒါလေးကတစ်ချက်နောက်တစ်ခါကျတော့အမြဲမပြတ်တင်ယူလေးလာနေရမယ်ပေါ့เนาะတင်ယူလေးနေရလောကမှာကိုမသိတဲ့အကြောင်းအရာတွေအများကြီးရှိတယ်ကိုသိတဲ့ fee တစ်ခုတောင်မှဘာသာရပ်တစ်ခုတောင်မှထဲဝင်သိဖို့ဆိုတာတော်တော်ကြီးကိုစူးစမ်းရတယ်အဲ့တော့ကိုအုံနောက်ကိုလည်းအမြဲတမ်းဓာတ်လို့ထအောင်တွေးနေရမယ်ဆိုတော့အမြဲတမ်းတင်ယူမှုကတော့ပြုလုပ်နေရမယ်နောက်တစ်ချက်ကကြတော့ခင်းနေညီလိုက်လွှဲညီထွေအောင်နေတတ်ရမယ်ကိုကဈေးရောက်နေလူဆိုလို့ရှိရင်customer တွေကဘာတွေလိုအပ်နေလဲဒီနေ့ခေတ်မှာသူတို့ကဘာတွေကြိုက်နေလဲဘာတွေ trend ဖြစ်နေလဲအဲ့ဒါလေးတွေကိုကြည့်ပြီးကိုယ့်ဘက်ကဘာဖြစ်စီနေရမလဲခင်းနဲ့အညီနေနိုင်ရမယ် AI သုံးသင်လို့ရှိရင်ကိုလုပ်ငန်းအတွက်သုံးပြီးတော့ခင်းနဲ့တပြေးညီလိုက်နိုင်အောင်စူးစမ်းရမယ်ပေါ့နော်အပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ clear version ပေါ့နော် clear version ဆိုတာကိုကအောင်မြင်ခြင်းနဲ့ဒီဟာလေးလုပ်ခြင်းနဲ့ဟိုဟာလေးလုပ်ခြင်းနဲ့ဆိုပြီးတော့vision clear မဖြစ်လို့မရဘူးဥပမာကားတစ်စီးလို့ချင်တယ်ဆိုလို့ရှိရင်ဒီကားကဘာကားကိုလို့ချင်တာလဲမာစီလား Honda လားဘာကားလဲပြီးလို့ရှိရင်ဘယ် brand လဲဘယ်နှစ်ခုနှစ်မှထုတ်တာလဲဒီကားကိုရဖို့အတွက်ငါဘာတွေလုပ်ရမလဲပြီးလို့ရှိရင်ဒီကားနဲ့ပတ်သက်တဲ့ဈေးနှုန်းကလက်ရှိမှာဘယ်လောက်ဈေးပေါက်နေလဲ information တွေအကုန်အစုံအလင်ကိုကစုဆောင်ပြီးတော့မှကိုလူချင်းတဲ့ကားဒါဆိုတာကိုတိကျပြတ်သားတဲ့ vision တစ်ခုရှိနေရမယ်เนาะအဲ့ဒါတစ်ချက်ပြီးလို့ရှိရင်နောက်တစ်ချက်ကကြတော့ဆက်ဆံရေးကောင်းမွန်တာဆက်ဆံရေးကလူမှုဆက်ဆံရေးပေါ့နော်လူမှုဆက်ဆံရေးကောင်းမွန်ရမယ်အထူးသဖြင့်ဈေးရောက်ဈေးဝယ်လုပ်တဲ့လူတွေဆိုလို့ရှိရင်ကိုက customer ကိုချူချူတတာပြောဆိုတာပြီးတော့ကိုမှ network ရှိနေတာ network ရှိမှပဲစီးပွားရေးကလှုပ်လို့ကောင်းတာအဲ့တော့လူမှုဆက်ဆံရေးကလည်းအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ decision ပြတ်သားရမယ် decision ပြတ်သားရမယ်ဆိုတာ decision မြန်ဆန်ရမယ်ချွတ်လူတွေကြောင့်ကိုမှဒီကိုအဖြစ်ဘာလို့ပြောရမလဲခွင့်ရဆုံးရှုံးသွားတာမျိုးကိုဆုံးဖြတ်ချက်ချလို့နှေးသွားလို့ဂျာတင်တဲ့ဟာမရလိုက်တာမျိုးအခွင့်ရဆုံးရှုံးသွားတာမျိုးအဲ့လိုမျိုးပေါ့နော် decision မြန်တာကလည်းကောင်းတဲ့ဟာတွေလည်းကောင်းတယ်ဒါပေမဲ့တချို့အရာတွေကိုလည်းမြန်ဆန်ဆုံးဖြတ်လို့မရတဲ့အခြေအနေတွေရှိတယ်အဲ့တော့ကိုကအခြေအနေတစ်ခုကြည့်ပါဘေးဟာကိုငါကဆုံးဖြတ်ချက်မြန်တင်လဲဘေးဟာကိုတော့မမြန်တင်ဘူးလေကိုညံ့လေးနဲ့စဉ်းစားပြီးတော့ရှေ့ဆက်ပေါ့နော်နောက်တစ်ခါကျတော့
MV ပေါ့ MV ဆိုတာဒီလိုမျိုးလေမနာလို့ဖြစ်တာဒီကသူများကြီးပွားတာသူများတိုးတက်တာကိုမူရိတာမပွားနိုင်တာမအောင်မြင်တဲ့လူတွေကြည့်ပြီးတော့ကိုမှစိတ်ဆင်းရဲနေတာသူတို့ကြတော့အောင်မြင်သွားပြီငါကျတော့ဘာမှဖြစ်ဘူးပြီးတော့လေတွားပြီးတော့ social media မှာ negative တွေတွားမှန်းတာအဲ့ဒါတွေကသူတို့စိတ်ကိုသူတို့စိတ်ရဲ့ဓာတ်ဆိုင်တွေဖော်ပြနေရတယ်တူတူပဲသူတို့မနာလို့ဖြစ်နေတာအဲ့ဒီစာကိုကဟဲအောင်မြင်လိုက်တာသူတို့ရတယ်လို့ကိုလည်းရလိုက်တာဆိုတော့မူရိတာပွားတဲ့စိတ်အောင်မြင်တကယ်အောင်မြင်တဲ့လူတွေကမနာလို့တဲ့အချိန်မရှိဘူးသူတို့တွက်က win-win situation သူနိုင်တယ်လို့သူအောင်မြင်လို့ငါလည်းအောင်မြင်ရမယ်သူရဲ့အောင်မြင်မှုကိုဝမ်းသာလိုက်တာအားကြလိုက်တာအဲ့လိုပုံစံမျိုးပေါ့နော်နောက်တစ်ခုနောက်ဆုံးတစ်ခုကတော့အချိန်မဆွဲနဲ့ဖေးရမစိုးအချိန်ဆွဲတာမကောင်းသိပါတယ်ဇင်တို့ကတခုခုဆိုရင်ဟဲ့ဒါလေးကိုရေးမကြည့်သေးဘူးနောက်နေ့မှလုပ်လိုက်မယ်ဒါလေးအချိန်ရသေးတယ်ဒက်လိုင်းမရောက်သေးဘူးအဲ့လိုမလုပ်ရဘူးလုံးစရာရှိတဲ့ဟာကို schedule နဲ့ plan နဲ့တိတိကျကျလုံးမအောင်မြင်မှုကိုရတာပေါ့နော်အဲ့တော့ဒီနေ့ပြောပြတဲ့အချက်10ချက်ပေါ့နော်အဲ့ဒီအချက်မှာကိုကဘာလို့အချက်တွေမှာညှိနေလဲဒီချာလေးပြန်စဉ်းစားကြည့်ချင်တယ်အဲ့တော့မှကိုကအောင်မြင်မှုလမ်းကြောင်းစီကိုရှေ့ဆက်လို့ရမှာပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်